United အသင်းနဲ့မတူတဲ့ခြေစွမ်းတွေနဲ့အာဖရိကဖလားပြိုင်ပွဲမှာတောက်ပနေတဲ့သူဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရင်ချမ်းပါ Manchester United အသင်းကနီးပြအာမိုရီနဲ့အပေါင်းပါတို့ကိုထုတ်ပယ်လိုက်ပြီးအသင်းဟာဖျို့ဖျဲဖြစ်နေပေမဲ့အာဖရိကဗလားပြိုင်ပွဲကိုသွားရောက်ရှင်ပြိုင်နေကြတဲ့အသင်းရဲ့ကစားသမားတချို့ကတော့သက်ဆိုင်ရာနိုင်ငံပွဲစဉ်တွေမှာခြေစွမ်းပြသနေကြပြီးတောက်ပလို့နေကြပါတယ်ဒီအထဲမှာတော့အာမက်တီယာလိုတယောက်ကတော့တော်တော်လေးကိုနာမည်ကျော်ကြားလျက်ရှိပြီးပွဲစဉ်ပွဲတိုင်းကိုခြေစွမ်းတွေပြသနေလျက်ရှိပါတယ်အာမက်တီယာလိုရဲ့နိုင်ငံအသင်းဖြစ်တဲ့ Ivory Coast အသင်းဟာအာဖရိကဖလားပြိုင်ပွဲကိုအုပ်စု S ကနေဝင်ရောက်ရှင်ပြိုင်ကစားခဲ့ပြီးပြိုင်ပွဲတစ်လျှောက်10ပွဲကစားပြီးချိန်မှာတော့နိုင်ပွဲ10ပွဲနဲ့သေပွဲအဖြစ်2ပွဲကြာထားကတပွဲမှရှုံးနိမ့်ထားခြင်းမရှိဘဲအဆင့်1နေရာရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်လက်ရှိကစားနေတဲ့ပြိုင်ပွဲမှာလည်း4ပွဲရှင်ပြိုင်ကစားပြီးချိန်မှာတော့3ပွဲအထိနိုင်ရရှိထားကတပွဲသာသေချာထားပြီးထိုပွဲစဉ်မှာ United အသင်းရဲ့အသင်းပေါ်ဖြစ်တဲ့အမ်ဘိုမွန်တို့ရဲ့ကင်မရွန်အသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရတာလည်းဖြစ်ပါတယ်ဒီလိုကစားခဲ့တဲ့4ပွဲမှာပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကို3ချိန်တိတိရရှိထားပြီး3ဂိုးသွင်းယူကဖန်တီးမှုတစ်ချိန်ရှိကအကောင်းဆုံးခြေစွမ်းတွေပြသနေလျက်ရှိပါတယ်နိုင်ငံပွဲစဉ်မှာတော့အာမက်တီယာလိုဟာဝင်ကစစ်ကစားနေရပြီးတောင်ပန်တစ်လျှောက်စိတ်ကြိုက်လှုပ်ရှားနေရကနောက်တန်းကိုလည်းပြန်လဲဆင့်ကူနိုင်ဖို့သိမလို့ပဲအာမိုရင်အသုံးပြုနေတဲ့ဝင်းဘက်နေရာနဲ့လားမှမသက်ဆိုင်သလိုဖြစ်ကခြေစွမ်းတွေအတော်လေးကိုကောင်းမွန်တိုးတက်တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်လက်ရှိအချိန်မှာကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်သွားပြီးအီဂျစ်အသင်းနဲ့ဇန်နဝါရီ17ရက်နေ့မှာရှင်ပြိုင်သွားရဖို့ရှိကလီဗာပူးအသင်းရဲ့ကျယ်ဝန်းကစားသမားဖြစ်သူမိုဟာမက်ဆာလာတို့နဲ့တွေ့ဆုံသွားရမှာလည်းဖြစ်ပါတယ်။ကွာတာဖိုင်နယ်အဆင့်ကိုကျော်ဖြတ်ပြီးပါကဆီမီဖိုင်နယ်ကိုဇန်နဝါရီလ14ရက်နဲ့နောက်ဆုံးဖိုင်နယ်ရောက်ရှိပါကဇန်နဝါရီ18ရက်နေ့မှာရှင်ပြိုင်သွားရမှာဖြစ်တာကြောင့်အချိန်3ဘက်လောက်အထိ United အသင်းကနေလက်လွတ်သွားရတော့မှာလည်းဖြစ်ပါတယ်။ United အသင်းဟာအီတလီစီးရီးကလပ်အသင်းဖြစ်တဲ့အဒနာလိတ်အသင်းကနေခေါ်ယူထားခဲ့တာဖြစ်ပြီးအသင်းကိုရောက်ရှိလာပြီးကတည်းကအငှားထွက်ကစားနေရတာနဲ့အချိန်တော်လေးကုန်နေခဲ့ရပြီးနီးပြတန်အန်လက်ထက်မှာလည်းနေရာမပေးခဲ့ပဲပြစ်ပယ်ထားခြင်းကိုခံရပြီးနီးပြအာမိုရင်လက်ထက်မှာတော့မရှိမဖြစ်ကစားသမားတအုပ်ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့နီးပြအာမိုရင်ထွက်ခွာသွားမှုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကြောင့်ယာယီနီးပြဖလက်ရှာနဲ့အသည့်ရောက်ရှိလာမဲ့နီးပြရဲ့4ဘက်ကစားကွက်နဲ့ပြန်လဲတဲလာပါကလက်ရှိအသင်းမှာရှိနေတဲ့အမ်ဘူမွန်နဲ့ရှင်ပြိုင်ပြီးနေရာလူရတော့မှာဖြစ်တာမို့ဘလို့တွေဆက်ဖြစ်လာမလဲလက်ရှိခြေစွမ်းတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်ပြီးအမြင့်ဆုံးကိုတက်လန်းပြန်တန်းသွားနိုင်မလားဆိုတာစောင့်ကြည့်အားပေးသွားကြရအောင်ပါလို့တင်ဆက်ရင်းနဲ့နောက်တဲ့ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြရအောင်ပါခင်ဗျာဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုသစ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လည်းဘေးနားကခေါင်းလုံးလေးကိုနှိပ်ခဲ့ပေးဖို့အမိကြပါတယ်နော်အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ